ကဘာပြတ်မဲ့ထင်ပြီးတော့ကဘာသမားဘွားကနေပါအနားယူခဲ့တဲ့ကိုသမားအားလုံးပဲမင်္ဂလာပါကဘာပြတ်တဲ့ဆိုတဲ့ကိစ္စကဘာသာပေါင်းစုံရှုထောင့်ပေါင်းစုံကနေအမြင်နဲ့ကွဲလွဲနေကြတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်2012ခုနှစ်တုန်းကလည်းကဘာပြတ်မယ်ဆိုပြီးတော့တခိတ်ထားခဲ့ကြသေးပါတယ်သူမပြတ်သွားတာကိုကဘာပြတ်တဲ့ထင်နေကြတဲ့လူကြီးမင်းတို့လိုစော်ပြစ်ကောင်အုပ်စုကလည်းတတ်ကိုရှိပါတယ်ဒါအပြင်ဘလုံးလောကမှာဆိုရင်ကဘာပြတ်မယ်ထင်ပြီးတော့ကဘာသမားဘွားကနေပါအနားယူခဲ့တဲ့ကစားသမားတူလည်းရှိပါတယ်သူကတော့အာဂျင်တီးနားလက်ရွေးစင်ကိုသမားကာလိုစ်ရိုအာဆိုသူပဲဖြစ်ပါတယ်ကစားသမားတွေကအကြောင်းမျိုးမျိုးကြောင့်ဆိုပြီးတော့ကစားသမားဘွားကနေအနားယူလေးရှိပါတယ်တချို့ကလည်းအသက်ကြီးပိုင်းကိုရောက်လာပြီးတော့ချစ်စွမ်းမပြလို့အနားယူကြသလိုတချို့ကလည်းထင်ရပြဿနာတွေနဲ့ပုံကိုယ်ရေးအကြောင်းပြချက်တွေကြောင့်အနားယူတတ်ကြပါတယ်အဲဒီထဲမှာအာဂျင်တီးနားကိုသမားကြီးကာလိုစ်ရိုအာဆိုသူကတော့ကဘာပြတ်မဲ့ထင်ပြီးကစားသမားဘွားကနေအနားယူခဲ့တာပါရိုဟာလူငယ်ကစားသမားဘွားမာကလေးက Racing Club အသင်းနဲ့အတူလက်ဖမ်းပြခဲ့တဲ့ကိုသမားတူဖြစ်ပါတယ်။အဲဒီနောက် LANF တင်မှာပြောင်းရွှေ့ကစားခဲ့ပြီးတော့အသင်းနဲ့အတူကိုပါကွန်မီဘိုးဖလားကိုပါရယူနိုင်ခဲ့ပါတယ်။အာဂျင်တီးနားမှာပြသနေခဲ့တဲ့လက်စွမ်းတွေကြောင့်စပိန်လာလီဂါကလပ်တစ်ခုဖြစ်တဲ့မာယော့ကာအသင်းကပါခေါ်ယူသွားခဲ့ပါတယ်။မာယော့ကာအသင်းရဲ့ပထမရာသီမှာလက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပြီးတော့1998ကမ္ဘာဖလားမှာအာဂျင်တီးနားအသင်းနဲ့အတူဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။16သင်းအဆင့်မှာအင်္ဂလန်ဘက်ကဒေးဗစ်ဘတ်တီရဲ့ပနယ်တီကိုကောက်ခဲ့ပြီးတော့အာဂျင်တီးနားအသင်းကိုကွာတာဖိုင်နယ်အဆင့်စီပို့ဆောင်ပေးနိုင်ခဲ့တာပါ။ဒါပေမဲ့ကွာတာမှာဘက်ကရဲ့နောက်ကျအနိုင်ကိုနဲ့အာဂျင်တီးနားအသင်းလည်းပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ဒါပေမဲ့အဲဒီနေ့ကမ္ဘာဖလားမှာအာဂျင်တီးနားကိုသမားကာလိုစ်ရိုရာရဲ့လက်စွမ်းကအလုံးအသိမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ရိုဟာမာယော့ကာအသင်းမှလည်းလက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပြီးတော့ရိုဟာရှိနေတဲ့အချိန်မှာမာယော့ကာအသင်းကလာလီဂါအဆင့်3မှာပါရပ်တည်နိုင်ခဲ့ပါတယ်။ဒါသူတို့အသင်းသမိုင်းတစ်လျှောက်မှာအကောင်းဆုံးရပ်တည်မှုလို့တောင်ပြောလို့ရပါတယ်။အဲဒီနောက်မှာတော့ဂေဂျီရိုအသင်းကပါရိုဟာကိုစောင့်ကြည့်လာခဲ့ကြပါတယ်။ဂေဂျီရိုကသူတို့အသင်းရဲ့အဓိကကုသမားဖြစ်တဲ့ပီတာရှမိုင်ကယ်ရဲ့နေရာကိုအစားထိုးဖို့အတွက်ရိုဟာကိုပေါင်ဆယ်တန်းနဲ့ကန်လန်ကိုပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့ဘာသာရေးကိုင်းဆိုင်သူလေးဖြစ်တဲ့ရိုဟာကတော့ကဘာပြတ်မယ်ဆိုတာကိုယုံကြည်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဲကြောင့်ကစားသမားဘွားအကောင်းဆုံးချိန်ကိုရောက်ရှိနေတဲ့အသက်29နှစ်အရွယ်မှာပဲကစားသမားဘွားကနေအများယူပြီးတော့ကဘာပြတ်မဲ့အချိန်အတွက်ထိုင်ဆောင်မှုဆုံးဖြတ်လိုက်ပါတယ်။ရိုဟာကော်တိုဝါတောင်တန်းဒီဘောကရွာငလေးတရားမှာမိသားစုနဲ့အတူတွားရောက်နေထိုင်ခဲ့ပြီးတော့ကဘာပြတ်တာအတွက်ကြိုတင်ပြင်ဆင်နေခဲ့ပါတယ်။နောက်ပိုင်းမှာရိုဟာတယောက်လည်းဘောလုံးလောကလည်းပြောင်းဝင်လာခဲ့ပြီးတော့မာယော့ကာအသင်းစီကိုပဲပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့မာယော့ကာအသင်းဟာသူ့ကိုဖနေနေထဲမှာနိုင်ရပေးရမယ်ဆိုတဲ့အချက်တစ်ချက်ကိုလည်းသဘောတူပေးခဲ့ရပါတယ်။ရိုဟာဘောလုံးလောကရဲ့ကြောပြန်ရောက်လာတဲ့အချိန်မှာတော့အချိန်ကလို့သူ့ရဲ့လက်စွမ်းကောင်းနေမရှိတော့ပါဘူး။2002ခုနှစ်မှာဒုတိယတန်းက Eva City အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီးတော့တန်တက်လောင်တော့ကူညီပေးနိုင်ခဲ့သေးပါတယ်။ဒါပေမဲ့2004ခုနှစ်မှာတော့ဝေးစစ်ကန်ဆာကြောင့်ဘောလုံးလောကကနေနောက်တစ်ကြိမ်အနားယူခဲ့ရပြန်ပါတယ်။ရိုဟာကန်ဆာယောဂကိုလည်းတိုက်ထုတ်နိုင်ခဲ့ပြီးတော့ဝေးရမြေကအိုလံပီကိုအသင်းနဲ့အတူဘောလုံးလောကတွေကိုနောက်တစ်ကြိမ်ဝင်ရောက်လာခဲ့ပါတယ်။သူအနေနဲ့2006ခုနှစ်မှာတော့ကစားသမားပွားကနေလုံးဝအနားယူသွားခဲ့ပါတယ်။ကာလိုစ်ရိုရာအနေနဲ့ကဘာပြတ်မဲ့ဆိုပြီးနိုင်ဘူးလာမကြောင်ခဲ့ဘူးဆိုရင်ဂေဂျီရိုစီကပါရောက်ရှိသွားနိုင်ပြီးတော့ဒီထက်ပိုပြီးအောင်မြင်နိုင်မှာဖြစ်ပါတယ်။ဘလွယ်ဖေးဘောလုံးလောကမှာဆိုရင်ကာလိုစ်ရိုရာကိုဖျားဖြစ်မဲ့အုံကြီးကြီးဆိုပြီးတော့အားလုံးကအမှတ်ရနေကြမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။